ဒီနေ့မှာ US သမ္မတဒေါ်နယ်ထရန့်ကနေစစ်ပွဲပြီးဆုံးမှုအီရန်နဲ့စစ်ပွဲပြီးဖို့ရန်နေနေပြီဆိုပြီးပြောလာပေမဲ့ဒုသမ္မတ JD Vance ကတော့ဗာပြောလဲဆိုရင်သမ္မတဒေါ်နယ်ထရန့်ကနေဆွေးနွေးနေတယ်အီရန်နဲ့သူတို့ဆွေးနွေးနေပြီမဲ့လေနျူကလ িয়ার နဲ့ပတ်သက်ပြီးမှနျူကလ িয়ার ပိုင်ဆိုင်ဒါနဲ့ပတ်သက်ပြီးဆွေးနွေးမှုမှာတော့လုံးဝအလျှော့ပေးပြီးတော့ဆွေးနွေးမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့ US စစ်တပ်က JD Vance ကနေပြီးတော့ lock and loaded လို့ပြောတယ်အဲ့ဒါဘာလဲဆိုရင်စစ်ရေးတုံးလုံးမှာဆိုလို့ရှိရင်လုံးဝအစင်တစ်ဖြစ်ထားပြီးကြီးတဲ့ပြည့်ဖြည့်ထားပြီးမှအချိန်မရွေးတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိတယ်ဘဒုကိုမှဘာမှဆိုင်းငံ့မနေပဲနဲ့အကုန်လုံးအစင်တစ်ဘယ်ချိန်ထားပြီးတော့တော့ကိုက်ဘယ်ချိန်ထားပြီးစစ်ဖြစ်နေတာမှအေးစစ်လုံးဝတိုက်နိုင်တဲ့အနေအထားမှာ ready ပြင်ဆင်ထားပြီးသူတို့အနေနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားပါတယ်ပြီးတော့နောက်တစ်ခုကဒီနေ့ဘရာဇီးနိုင်ငံကိုစားပြုမှာကမ္ဘာဖလားမှာကစားမဲ့ဘရာဇီးနိုင်ငံကိုစားပြုမှာနေမှန်ရွေးခံရတယ်သူမိသားစုနဲ့သူ့ရဲ့သူ့ဆွေမျိုးဝင်တွေသူမိဘတွေတအားကိုပျော်ရွှင်နေကြတယ်ပြီးတော့နောက်တစ်ခုကအာဆင်နယ်ဖလားရသွားတယ်22နှစ်အကြာမှာအာဆင်နယ်ဖလားရပါပြီအဲ့ဒါကြောင့်မလို့အာဆင်နယ်ဖန်များပြောလို့ရပါပြီကျမကနေမှန်ဖန်လည်းမဟုတ်တယ်လို့အာဆင်နယ်ဖန်လည်းမဟုတ်ပါဘူးဒါပေမဲ့ကျမဒီနေ့တွေ့တဲ့သတင်းလေးကိုအကုန်လုံးခြုံငုံတက်ပြီးတော့မှဒီမိနစ်တွဲမှာကျမလူရင်းတူရှင်းနဲ့မြန်မာလိုပြောပြတာပါအားလုံးပဲအခုလိုကမ္ဘာသတင်းနဲ့အတူနိုင်ငံတကာသတင်းများကိုစိတ်ဝင်စားတော့သူများကျမအလင်းတင်တယ်လို့တင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ Akinana News account ကိုအပေါင်းမနေရတဲ့အပေါင်းလေးနေပြီးတော့သူများလည်းမြင်စေချင်နေဆိုရင် share ပေးကြပါအားလုံးပဲဆင်ပေးကြပါစေ bye bye